ဗိုက်တာမင် A အကြောင်းကိုဒီနေ့ဝင်ပြပေးချင်ပါတယ်ဗိုက်တာမင် A ကခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ်ဖြစ်တယ်သူ့ကိုအသည်းမှာတိုးလောင်ထားပြီးခန္ဓာကိုယ်ကလိုအပ်တဲ့အခါထုတ်ယူသုံးတယ်ဗိုက်တာမင် A ကခန္ဓာကိုယ်ကိုအကျိုးပြုတဲ့အရာတွေကတော့မြင်အာရုံကိုကောင်းမွန်စေတယ်ညဘက်မှာကောင်းစွာမမြင်ရတဲ့ကြက်မြက်တင်ယောဂါကိုကာကွယ်ပေးပြီးတော့မျက်လုံး၆သွေးခြင်းနဲ့အသက်အရွယ်ကြောင့်ဖြစ်တဲ့အမြင်အာရုံချိုးယွင်းမှုတွေကိုတက်တာစေတယ်ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီးတော့ယောဂါကိုပြည့်စုံခြင်းနဲ့ကာကွယ်ပေးနေပါတယ်အသားအရည်ကိုချောမွတ်ကျန်းမာစေဝက်ချံနှင်းပူစတဲ့ညီရပြန်လာတွေတက်တာစေတယ်တန်ရအနာတွေကိုလည်းတက်စေတယ်ဗိုက်တာမင် A ကျွေးဝတဲ့အစားအစာတွေကတော့ကစုံဥမုံလာဥလီအင်းနွယ်ရွှေပြုံကြီးတခွားမွေရုပ်ပွားတရုပ်စည်းစီအားကြီးစီဥအမျိုးမျိုးနုနဲ့နုတဲ့ပစ္စည်းတွေအသေးတမော်ဒီကိုက်လန်တရတီစတာတွေမှာဗိုက်တာမင် A ကျွေးဝပါဝင်ပါတယ်အဲ့ဒီတော့ကျွန်တော်တို့နေ့စဉ်စားတဲ့အစားအသောက်တွေထဲမှာဗီတာမင် A ပေါင်စားတော့ကြဖို့အတွက်ကျွန်တော်အကြံပေးလိုက်ပါတယ်ဗျာ